နေကြရင်သူအဆင်ပြေတာနဲ့တက်လာပါလိမ့်မယ်မြေပြင်မှာရှိတဲ့အခါကျတော့အင်တာနက်ကဟိုဟာဒီမှာတို့မျိုးအဆင်မပြေတော့ပါခင်ဗျာဆိုတော့ဒီနေ့တွေ့ရတာဝမ်းသာတယ်ဒီနေ့ကျွန်တော်တို့ချစ်ခင်လေးစားရတဲ့ဧည့်သည်ဆရာတွေပြီးတော့ကျွန်တော်တို့ရဲ့အဆိုရှင်အားကိုးရတဲ့တော်လိုင်းကြီးမှာတကယ်ကိုအားကိုးရတဲ့ကိုမိုက်ကယ်အပါပေါ့လေဒီမှာရှိတဲ့ဆရာမအားလုံးနဲ့တကွအွန်လိုင်းကနေပြီးတော့ကြည့်ရှုပေးကြတဲ့ဒီအမှန်တရားကိုမျက်နှိုးတဲ့ဒီအားလုံးကိုနှုတ်ဆက်လို့ပါတယ်တကယ်တမ်းကကျွန်တော်တို့ဒီချင်းပြည်မြောက်ပိုင်းနောက်ဆုံး line ဆိုပြီးတော့ချင်းပြည်အတွက်လုပ်တာဖြစ်ပေမဲ့ကျွန်တော်တို့ CB operation တော်တော်များများကချင်းတွေတော့ပဲမကပါဘူးချင်းပြည်သူတွေပဲမကပါဘူးတကဘာလုံးမှာရှိတဲ့ပြည်သူတွေဝိုင်းဝန်းပြီးတော့ထောက်ပံ့ကြလို့တာဒီလောက်ထိရောက်နိုင်တာဖြစ်တယ်ဒီ fundraising တော်တော်များများမှာဆိုရင်တာဝန်ပံ့ပိုးတဲ့အပိုင်းဒီအတူငွေအားဖြည့်တဲ့အပိုင်းဆိုရင်တော့တိုင်းသားပေါင်းစုံပါပဲဆိုတော့ဒါချင်းတွေရဲ့လုပ်ငန်းမဟုတ်ဘူးအားလုံးပံ့ပိုးကြလို့တာဒီလောက်ထိရောက်နိုင်တာဖြစ်တယ်ပြီးတော့တကယ်လဲကျွန်တော်တို့ဂတိပေးထားတာရှိပါတယ်အလုံးနဲ့တက်တည်ပြမယ်ဆိုပြီးကျွန်တော်တို့ဂတိပေးထားတယ်လို့အခုဆို CB မှာဆိုရင်မြို့နယ်ပေါင်း CB ရဲ့တိုက်ရိုက်မြို့နယ်ပေါင်း6မြို့နယ်ထဲမှာတောင်ပိုင်းတစ်ခုလုံးပြီးသွားပါပြီအဲဒီထဲမှာမတူပီမင်းတပ်ကမ်ပလက်ပြီးတော့မြို့အဖြစ်ဆိုရင်ကျင်တွေမြို့အပါဝင်ပေါ့လေဖလမ်ဆိုရင်ဖလမ်မတူပီနဲ့မင်းတပ်ဆိုရင်ခရိုင်အဆင့်ဒီစစ်ကောင်စီဘက်ကနေပြီးတော့ချီချထားတဲ့နေရာတွေကိုအားလုံးပြည်သူတွေပံ့ပိုးမှုနဲ့အတူကျွန်တော်တို့သိမ်းခဲ့ပြီးပြီဖြစ်ပါတယ်နောက်ဆုံးမှာအခုချိန်မှာဆိုရင်တရင်မှာကျွန်တော်တို့တကယ်နောက်ဆုံးလိုက် last wave မှာမရရအောင်ကျွန်တော်တို့ဒီစကားစခန်းကိုရှီဖြစ်ရင်းနဲ့မြုပ်သိမ်းဖို့ကျွန်တော်တို့ပြင်ဆင်နေတာဖြစ်တယ်ဘယ်နေ့ဘယ်ချိန်ဆိုတာတော့နောက်ဒီစီဘက်ကနေပြီးတော့လိုအပ်တဲ့အချိန်မှာလှုပ်သွားမှာဖြစ်တယ်တေချာတာကတော့မရရအောင်ကျွန်တော်တို့သိမ်းမယ်အဲ့ဒါတော့တေချာပါတယ်အဲ့မှာမရရအောင်သိမ်းဖို့ရတဲ့အတွက်ဆိုရင်ဒီလိုမျိုးပံ့ပိုးကြတဲ့ဒီနည်းလိုမျိုးမှာပါဝင်ပေးကြတဲ့သူတွေအားလုံးကိုထိုးကျေးဇူးတင်တယ်ကျွန်တော်တို့လည်းအလုံးနဲ့တက်တည်ပြပြီးပြီဆက်လက်တက်တည်ပြအောင်မယ်လှုပ်ရှားတွေလည်းမြောက်များစွာရှိသေးတယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်တို့သစ္စာပြီးတယ်ဂရိလည်းပြီးတယ်လှုပ်လည်းလှုပ်နေတယ်လှုပ်အောင်မှလည်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒါအများပြည်သူပါဝင်ပြီးမှဒီခီလန်ကပို့ပြီးတော့မြန်ဆန်မယ်ချောမွေ့မယ်ဆိုတဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့ပါဝင်ပြီးဖို့မေတ္တာရပ်ခံလို့ခြင်းဖြစ်တယ်ပြီးတဲ့အခါကျရင်တော့ထိုးသဖြင့်ကျွန်တော်တို့ရဲ့အတိုင်းဝိုင်းမှာရှိတဲ့လူတွေဆိုရင်ကျွန်တော်တို့မျက်နှာတွေတော်တော်ဘယ်လိုပြောရမလဲနေ့တိုင်းနေ့ကို online မှာမြင်နေရတာတော်တော်ငင်းဟိုဖြစ်နေလောက်ပြီဒါပေမဲ့ပြောပြရစီမပြီးမချင်းကျွန်တော်တို့မျက်နှာတွေမြင်အောင်မှာပါလို့ကျွန်တော်တို့မရမချင်းရှိတဲ့နေရာနေပြီးတော့ဇွဲရှိနဲ့လုံအောင်မှာဖြစ်တယ်ဆိုတော့ဒီမျက်နှာတွေတော့အခိုက်အတန့်ထိတော်တော်ကြာမြင်နေအောင်မှာဖြစ်တယ်တော်လိုင်းရတော့ဆက်လုံအောင်မှာဖြစ်တယ်ဆိုပြီးတော့ပြောချင်တယ်အားလုံးဆက်လက်ပံ့ပိုးပြီးဖို့လည်းမေတ္တာရပ်ခံတယ်အထူးသဖြင့်ဒီနေ့ကျတော့ကျွန်တော်အနေနဲ့ဒီဘာသာရေးအစွဲဘာမှတော့မရှိပါဘူးဒါပေမဲ့ကျမ်းစာထဲကကျမ်းပိုက်တစ်ခုကျွန်တော်စိတ်ထဲအရန်ပေါ်လာလို့ဖြစ်ပါတယ်အဲ့ဒါလေးတော့ဖတ်ချင်တယ်အဲ့ဒါရှင်မဿဲခရစ်ဝင်ကျမ်းအခန်း9အပိုင်54ဖြစ်တယ်အဲ့ဒီမှာအချင်းသူဒီတင့်ကိုအနိုင်ပြု၍ခရီးတိုင်သွားစီထိုသူနဲ့တကွအနတိုင်သွားအောင်လို့ဆိုပြီးတော့ရေးထားတယ်ပြောချင်တာတယောက်ယောက်ကအတင်းကိုအကျမ်းအဓမ္မခရီးတမိုင်အတင်းအဓမ္မသွားခိုင်းတယ်ဆိုရင်နမိုင်သွားပြလိုက်ဆိုပြီးတော့အားပေးတဲ့သဘောဖြစ်တယ်ဒီတော်လိုင်းကလည်းမကောင်းတဲ့ဖက်မတရားတဲ့ဖက်ကနေပြီးတော့
လုတ်ရဲရင်တော့နှစ်ဆကျွန်တော်တို့ဓမ္မဘက်ကနေလုတ်ရဲတယ်ကျူစာရဲတယ်ကျူစာလဲကျူစာနေတယ်ကျူစာအောင်မှဖြစ်တယ်ကျွန်တော်တို့ကငိမ့်ချိုင်းကိုလိုချင်တယ်ဓမ္မကိုလိုချင်တယ်ဒါပေမဲ့အတ္တမနိလန်းနဲ့အနိုင်ကျင့်ချင်တယ်ဆိုတော့ကျွန်တော်တို့ဆရာနေပြီးတော့နှစ်ဆပြန်လာမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘက်မှာဖျားရှိတယ်ပြည်သူရှိတယ်ဒီမှာအမှန်တရားကိုမျက်နှိုးတဲ့တကဘာလုံးမှာရှိတဲ့သူတွေနဲ့လက်သွဲထားတာမို့လို့ကျွန်တော်တို့မစိန်ခေါ်ပါတယ်ကျွန်တော်တို့ကနှစ်ဆတော့ဖို့ရှိပါတယ်ဆိုပြီးတော့ဘာမှလို့ပြောလို့ပါတယ်အဲ့ပါဝင်လုံးပေါလဲဇောပေါဟိလေတူနီကိမထေလုံဒမ်ညနာဤကိုမိုင်းတယ်ဘယ်အောင်မမွန်စဇန်မချင်းဂွာဇောမတဲ့အောင်မလိုက်လိုက်ရင်ကိုပန်ngap keng bang jadi hen tanah hak ma saki na toy manin na ong mulai lai ding kwal zo ma teng ki khiam ya lo ding hi toy manin ma pang khom ni yong zo nung ina hi pdf zrf chu pdf zolen a ki pan chin brotherhood pen igam songa kum som thum kum som li te sang kum li song ka sebo aza nga tam zo ta ba hang ta kaung kong gen theu hi ka ga do zong tam zo ka ki pya khian naw zong tam zo ina gwal zo na zong tam zo ina sakhan neu mi nga mi so om na sakhan akit del hi lo ina district level holy bang ke la khinina thong level township level wa hon pi khat ke la khin lom hoi zong kine toy mani na po benong khiam pe ma lo ding sap chi pyang sem lai ding hi na hi bang za ta hi ta ki waw zo hiam chi da pasien no ngom pi to khacha mi pi te to kiton mi pi to kiton mi pi dan thang peng ya rai mana ko zong tha dim hi toy mani na ki khol pek ma lo ding hi in mi pi te ma pang khom song ni long ke ke ni xem khom song ni chi le adiak dia ke na ma te liak nga ne som ni le khat sunga mi khat pawin che tai khat jo tho thu to tai khat ong tai sak le a to pa kai ve in la tai ni ta yin na chi da na thu man lo to nong phin no la ko za ni ya thu man tong thuk din thu man ta thuk chang jong no tol ma ding tai ni ang tai chi ding kai chang no ve lai sian tho sunga mi na to tai cha ko pung gi lo hi pe ma lo in pasien thang pian mi pi te to ding khom kai chang wa thu man lo ten tai khan la nga bol ko ong song tal kai ding tai ni ang tai pi ding hiung ba hang yam cha pasien ongom pi hi to le mi pi thu man dei le tung ba mi pi te to hot ki la na ki se ma hi ma ni na pang khom suang ni chi to ai thu kong han nang le ning le lung da ma mai le